မင်္ဂလာပါခင်ဗျဒီရက်မှာတော့ကျွန်တော်တို့အားလုံးစိတ်ဝင်စားစောင့်ကြည့်နေရတဲ့အင်္ဂါဂျိုရဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်အင်္ဂါဂျိုဟာတကယ်ပဲအေးခဲနေတဲ့ဂျိုးစီကြီးလားဒါမှမဟုတ်တက်ရှိတွေရှင်တန်နိုင်တဲ့ရေးအရေးကြီးတွေရှိခဲ့ဘူးသလားဆိုတဲ့ဆယ်စုနှစ်များစွာကြာအပြေမထွက်ခဲ့တဲ့ပုတ်စားကိုသိပ္ပံပညာရှင်တွေကဘလို့နီလန်းတက်နဲ့အပြေရှာလိုက်တယ်လဲဆိုတာကိုပြောပြပေးသွားမှာပါအင်္ဂါဂျိုအကြောင်းပြောရင်သိပ္ပံပညာရှင်တွေခေါင်းစားနေရတဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ curiosity တို့ perseverance တို့လို rover တွေပေးပို့တဲ့အချက်လက်တွေရာအင်္ဂါဂျိုပေါ်မှာတစ်ချိန်ကမြစ်တွေစီးရှင်းခဲ့တဲ့ရေကန်ကြီးတွေရှိခဲ့တဲ့ဆိုတဲ့ဘူမိဗေဒအထောက်အထားတွေအခိုင်အမာရှိနေတာပါဒါပေမဲ့တခြားတစ်ဖက်မှာရှိတဲ့နက္ခတ်ဗေဒ model တွေကကြတော့ရှေးခေတ်အင်္ဂါဂျိုဟာအခုထက်တောင်ပိုအေးခဲ့နိုင်တယ်နေအောင်ကြီးကလည်းအခုလောက်မပြင်းထန်သေးဘူးလို့ဆိုပြန်တယ်အဲ့ဒီတော့အေးခဲနေတဲ့ဂျိုးပေါ်မှာရေကန်တွေဘယ်လိုလုပ်ရှိနေနိုင်မှာလဲဆိုတဲ့မေးခွန်းကအကြီးကြီးဖြစ်လာပါတယ်အခု Rice University ကထုတ်ပြန်လိုက်တဲ့လေ့လာမှုကတော့ဒီဝီရော်ဒီကြီးကိုဖြည့်ဆည်းပေးလိုက်တာပဲဖြစ်ပါတယ်ဒီ theory ရဲ့အကြီးကအချက်ကပါးလွာတဲ့ရေခဲလွာဖြစ်ပါတယ်ကျွန်တော်တို့ကရေခဲဆိုရင်အကုန်လုံးကိုအေးခဲစေတယ်လို့ထင်တတ်ကြပေမဲ့တကယ်တမ်းမှာရေခဲဟာအပူစီးကူးမှုနှေးကွေးတဲ့အတွက်အောက်ကရေတွေကိုနှွေးနေအောင်ထိန်းပေးနိုင်တဲ့စောင့်တထဲလို့လှုံ့ဆော်ပေးနိုင်တာပါသိပ္ပံပညာရှင်တွေရဲ့ model အရအင်္ဂါဂျိုရဲ့ equator နားမှာ Gale crater လို့နေရာမျိုးမှာရေကန်တွေဟာအပေါ်ယံမှာရေခဲလွှာပပလေးဖုံးနေတတ်ပါတယ်။ဒီရေခဲလွှာဟာစောင်းရာသီမှာအောက်ကရေတွေကိုအေးခဲမသွားအောင်အပူအကာအကွယ်ပေးထားသလိုနွေရာသီရောက်ရင်လည်းနေရောင်ခြည်ကရေခဲကိုဖြတ်ပြီးအောက်ကရေကိုနှွေးစေတဲ့ဖန်လုံအင်အားသင်းအစေးစေးလေးကိုဖန်တီးပေးတာပါ။ဒါကလည်းအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ။အင်္ဂါဂျိုမှာရေကန်ရှိခဲ့တယ်ဆိုရင်ဘာလို့ရေခဲပင်ကြီးတွေတိုက်စားခဲ့တဲ့လက္ခဏာတွေမတွေ့ရတာလဲလို့မေးစရာရှိပါတယ်။ဒီ theory ကဘာပြောလဲဆိုတော့ရေခဲလွှာကအရန်ပေါက်လွန်ဒီခက်တဲ့ခဏပဲရှိတာကြောင့်လို့ဆိုပါတယ်။ရေခဲလွှာကအရန်ပါလွန်းတော့ကြောက်ဆောင်တွေကိုတိုက်စားပြစ်လောက်တဲ့အင်အားမရှိဘူး။ဒါပေမဲ့အောက်ကရေကန်ကိုတော့ဖုံမှုတွေမဝင်အောင်ရေငွေ့ပြန်မသွားအောင်ကာကွယ်ပေးထားနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ Gale crater ထဲမှာကမ်းခြေလိုင်းဟောင်းတွေနဲ့အနေအညစ်အလွားတွေကိုပုံမပစ်ပဲဒီနေ့အထိတွေ့နေရတာဖြစ်ပါတယ်အခုလိုရေခဲအောက်ကရေကန်တွေဟာဆယ်စုနှစ်ပေါင်းများစွာအနည်းဆုံးအနှစ်90ကအနှစ်100အထိတည်တည်ငြိမ်ငြိမ်ရှိနေနိုင်တယ်ဆိုတဲ့အချက်ကဇီဝဗေဒအရာအရင်အရေးကြီးပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အန်တာတိတိုက်ကရေခဲပြင်အောက်ကရေကန်တွေကိုကြည့်ပါ။အဲ့ဒီမှာအလွန်အများအေးဆက်နေပေမဲ့ရေခဲအောက်မှာရှင်သန်နိုင်တဲ့အနုစရအသက်ရှိလေးတွေရှိပါတယ်။အင်္ဂါဂျိုမှာလည်းအပေါ်ယံလေးတူမှာအစိတ်တော့ဖြစ်စေတဲ့ရောင်ခြည်တွေရှိနေပေမဲ့ရေခဲလွှာအောက်မှာတော့အဲ့ဒီရောင်ခြည်တွေကနေကင်းဝေးပြီးတက်ရှိလေးတွေခိုးလုံဖို့အကောင်းဆုံးနေရာဖြစ်ခဲ့နိုင်ပါတယ်။နံပါတ်1ကနေအောင်ကြီးရဲ့စွမ်းအားရှေးခေတ်ကနေဟာအခုထက်30%လောက်ပိုမှိန်ခဲ့ပါတယ်။ဒါကြောင့် ground ကြီးတစ်ခုလုံးပူနွေးဖို့ဆိုတာမဖြစ်နိုင်လောက်ပါဘူး။ဒါပေမဲ့ဒီရေခဲအောက်ကနှွေးထွေးမှုနီလန်းကတော့အဲ့ဒီပြဿနာကိုကျော်လွှာနိုင်ခဲ့တာပါ။နံပါတ်2ကအင်္ဂါဂျိုရဲ့ဝင်ရုပ်ဆောင်မှုအင်္ဂါဂျိုဟာသူ့ရဲ့ဝင်ရုပ်ဆောင်တဲ့ပုံစံပြောင်းလဲတဲ့အခါ equator နားမှာရေခဲတွေပိုရောက်လာတတ်ပါတယ်။အဲ့ဒီအချိန်မျိုးမှာဒီလိုရေခဲအောက်ကရေကန်တွေပိုပြီးဖြစ်ပေါ်လာနိုင်ပါတယ်။နံပါတ်3ကရေငွေ့ပြန်ခြင်းကိုတားဆီးခြင်းအင်္ဂါဂျိုရဲ့လေထုကပါလွှာတော့ရေကချက်ချင်းရေငွေ့ပြန်သွားတတ်ပါတယ်။ရေခဲလွှာကအဲ့ဒီဖြစ်စဉ်ကိုပိတ်ဆို့ပေးထားတဲ့အဖုံးလိုဆောင်ရွက်ပေးခဲ့တာပါ။ဒီလေ့လာမှုကကျွန်တော်တို့ကိုတစ်ခုသင်ပေးလိုက်ပါတယ်။အဲ့ဒါက ground တစ်ခုဟာသက်ရှိရှင်သန်ဖို့အတွက်ကဘာလိုမျိုးပူနွေးဆူကျက်နေစရာမလိုဘူးဆိုတာပါ။အေးခဲနေတဲ့ကဘာပင် ground ရေတွေမှာပင်တဘာဝကဖန်တီးပေးတဲ့အကာအကွယ်တွေအောက်မှာသက်ရှိတွေခိုးလုံနေနိုင်ပါသေးတယ်။နောက်တစ်ချိန်မှာကျွန်တော်တို့လူသားတွေအင်္ဂါဂျိုဖောင်ကိုတကယ်သွားကြတဲ့အခါဒါမှမဟုတ်ပိုမိုအဆင့်မြင့်တဲ့စက်ရုပ်တွေနဲ့တူးဖော်ကြည့်တဲ့အခါ Gale crater ရဲ့မြေလွှာတွေအောက်မှာရှေးဟောင်သက်ရှိတွေရဲ့ကြောက်ဖြီရုပ်ကြီးတွေကိုရှာတွေ့နိုင်မလားဆိုတာစိတ်လှရှားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အင်္ဂါဂျိုဟာကျွန်တော်တို့ထင်ထားတဲ့ထက်ပိုမိုလျှို့ဝှက်ချက်တွေပြည့်နေစီသလိုပိုမိုတော့အသက်ဝင်ခဲ့တဲ့ ground တစ်လုံးထိနိုင်ပါတယ်လို့တင်ပြရင်းဒီနေ့ရဲ့အစီအစဉ်ကိုဒီမှာတင်ရပ်နာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုစိတ်ဝင်စားစရာအာကာသအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားပေးကြအောင်ခင်ဗျာ